ဘဝမှာကြီးပွားတိုးတက်မှုဆိုတဲ့အတွက်ဟာဒီနှစ်ချက်ပဲရှိတယ်ပေါ့နော်မလုံးတဲ့နာကိုရှောင်ကျဉ်ခြင်းနဲ့လုံးတဲ့နာလှုပ်ဆောင်ခြင်းဆိုရင်ဒီနှစ်ခုပဲအဓိကကတော့အဲ့တော့မလုံးတဲ့နာကိုလှုပ်ရင်ပါတော့ဆိုရင်ကိုမလို့ခြင်းနဲ့ဆိုးကျိုးတွေကိုယ်တဏ္ဍာမှာဖြစ်လာမှာလုံးတဲ့နာကိုမလှုပ်ဖဲနေလို့ရှိရင်ရတဲ့ရလိုက်တဲ့အကျိုးကျေးဇူးတွေမရနိုင်ဘူးပေါ့အဲ့တော့ရတဲ့ရလိုက်တဲ့ကောင်းကျိုးတွေရဖို့မလိုအပ်တဲ့ဆိုးကျိုးတွေကိုယ်တဏ္ဍာမှာမဖြစ်ဖို့ဆိုတာဒီအလုံးနှလုံးကိုတတိထားပြီးလုပ်ကြအောင်သို့တော်လူတွေရဲ့အတွေ့အမြင်မှာတခါတရံလွဲမှားတဲ့အတွေ့အလေးတွေရှိနေတတ်တယ်ပေါ့ဘယ်အရာပဲဖြစ်ဖြစ်မပြောပလောက်ပါဘူးဆိုတဲ့အတွေ့အလေးတွေဝင်ရောက်ပြီးတော့နေတတ်တယ်အဲ့ဒီမပြောပလောက်မှုအသေးအဖွဲလေးတွေကိုခရီးမဆိုင်ဘူးဆိုလို့ရှိရင်အကြီးအမားဆိုတာအသေးအဖွဲတွေစုလိုက်လို့ရှိရင်အကြီးအမားဖြစ်တာအသေးလေးကစားတာပဲယောဂဝေဒနာပဲဖြစ်စေအောင်တော့မပြောပလောက်တဲ့ယောဂဥမာမဲ့နာစီချောင်းစိုးလေးပါဆိုပြီးတော့အမှတ်တမဲ့နေလို့ရှိရင်နာစီခြင်းကချောင်းဆိုးခြင်းကရှေ့ဆက်ပြီးတော့ယောဂဝေဒနာကြီးထွားသွားနိုင်သေးတယ်ပေါ့အဲ့ဒီဘောမျိုးပဲမလုံးတဲ့နာတွေဟာမပြောပလောက်ဘူးဆိုတဲ့အတွေးနဲ့မရှောင်မဲနေမိလို့ရှိရင်တစားနဲ့တစားဟာသူဟာအဆိုးဘက်ကိုရောက်သွားနိုင်တယ်အဲ့ဒီအဓိပ္ပာယ်တွေကိုမြတ်စွာဘုရားရှင်းလင်းဟောကြားမှာဖြစ်လို့လူတိုင်းတတိထားယဟန်တော်တွေဆိုလို့ရှိရင်မြတ်စွာဘုရားကအနုမတ္တိတုဝိစေတုဘယတတဝေအလုံးကိုသိငယ်တဲ့အပြစ်ကလေးပဲဖြစ်ပါစေဘေးရန်အနေနဲ့တစ်ခုအနေနဲ့ရှုမြင်တတ်ဖို့သွန်သင်ဆုံးမပေးတယ်အသေးအဖွဲလေးတွေကိုဂရုစိုက်ဖို့ဆုံးမတယ်လောကလူတွေကအသေးအဖွဲဆိုရင်ဂရုမစိုက်ဖဲနေတတ်တယ်ပေါ့အိမ်မှာနေထိုင်ရင်ကလည်းပဲမပြောပလောက်တဲ့အမိုက်တရိုက်ဆိုပြီးတော့ထိုင်ရင်နဲ့အမိုက်ပုံကြီးကကြီးထွားလာနိုင်တယ်ပေါ့ဘယ်အရာပဲဖြစ်ဖြစ်မီးလေးတောင်မှပဲမီးကျွင်းမီးချမ်းလေးကမပြောပလောက်ဘူးဆိုတာလေးကထားပြီးတော့မီးလောက်နဲ့ထားမျိုးလည်းရှိတယ်ပေါ့ဘယ်အရာပဲဖြစ်ဖြစ်နော်အသေးအဖွဲလေးကိုဂရုစိုက်မှဒီအကြီးအကျယ်ဆိုမဖြစ်မှဖြစ်တယ်ပေါ့ကိုယ်တိလာကိုထိန်းတဲ့အခါမှာလည်းပဲမုဒ္ဒဝါဒပြောမိရင်ဩဒါလေးကမပြောပလောက်ပါဘူးအပြစ်မရှိလောက်ပါဘူးလို့ယူဆပြီးတော့လက်ခံကျင့်သုံးနေမယ်ဆိုရင်ကြီးမားလာတဲ့အပြစ်တွေကိုရရှိလာမှာဖြစ်တယ်။ဒါကြောင့်အသေးအဖွဲကိုခရူးဆိုင်ဖို့မြတ်စွာဘုရားဆုံးမသွန်သင်တာပဲဖြစ်တယ်။အဲ့တော့လူတွေမှာအသိဉာဏ်မပြည့်စုံသည့်အတွက်ကြောင့်မလုံးတဲ့နာနဲ့လုံးတဲ့နာကိုပြီးဝဝခွဲခြားသိနိုင်ခြင်းမရှိဘူးသိပြန်တော့လေဒီလိုက်တာจิตသုံးမှုအားနည်းလာတတ်တယ်ပေါ့အဲ့ဒီမှာခွဲခြားသိပြီးတဲ့အခါမှာဘယ်အရာကိုမှအထင်မသေးဘူးအကောင်းပဲဖြစ်ဖြစ်အဆိုးပဲဖြစ်ဖြစ်အကြီးဆိုတာအသေးလေးကစဖြစ်လာတယ်ဆိုတာကိုမှတ်သားထားပြီးတော့အသေးလေးကစပြီးတော့မဖြစ်အောင်ကိုယ့်ကိုယ်ထိမ့်သိမ်းဆောက်ရှောက်ဖို့မြတ်စွာဘုရားကဒါကိုဆုံးမသွန်သင်မှာပဲဖြစ်တယ်အဲ့တော့ဓမ္မပဒဒေသနာတော်မှာကာထာပုပ္ပေါင်း400ကျော်ရှိတဲ့အနက်121ဂါထာဟာမြတ်စွာဘုရားရဲ့အဆုံးအမလေးကိုနာယူမှတ်သားပြီးတော့ကြည့်မာဝမညေထပပတ္တနမန္တအာဂမိတ်တတိစကလုံးလေးရှင်းရှင်းလေးဟောတာပါမာဝမညိထပပတ္တမကောင်းတဲ့အလုပ်ကိုဘယ်တော့မှအထင်မသေးနဲ့မကောင်းတဲ့အကုသိုလ်မှန်သမျှအထင်မသေးပါနဲ့ပပဆိုတဲ့အဓိပ္ပာယ်ကသူကဆိုးကျိုးကိုဆက်ရောက်စေတတ်တယ်သို့မဟုတ်အပယ်ဆတဲ့လူတွေရဲ့ဒုက္ခခံရတဲ့ဘဝကိုရောက်ရှိစေတတ်လို့နော်ပါပိတိတိပါပံလို့ဆိုတဲ့မကောင်းတဲ့ဆိုးကျိုးတွေရှိတဲ့နေရာအပင်ငရဲသို့မဟုတ်ပယ်လေးပုံကိုကြားရောက်စေတတ်တဲ့လောက်ရက်ကိုပါပလို့ခေါ်တယ်အဲ့ဒီပါပဆိုတဲ့မကောင်းတဲ့လောက်ရက်အဲ့ဒီမကောင်းတဲ့လောက်ရက်လေးကိုလူတွေဟာတခါတရံကျတော့မပြောပလောက်ဘူးဆိုတဲ့အထင်လေးနဲ့
လုံနေမိတတ်တယ်ပေါ့နော်လုံနေမိတတ်တယ်အလေးနဲ့မထားဘဲနဲ့လုံနေမိတတ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးမြတ်စွာဘုရားမာဝမင်းကြီးထမာအဝမင်းကြီးထအထင်မသေးကြနဲ့အထင်မသေးနဲ့ဘာကိုအထင်မသေးရမှာလဲဆိုပပတ္တမကောင်းမှုအကုသိုလ်ကိုအထင်မသေးနဲ့ကိုယ်စိတ်ထဲမှာဒီမကောင်းတဲ့စိတ်ဓာတ်ကလေးပေါ်လာရင်မကောင်းတဲ့အတွေ့တွေးမိတယ်မကောင်းတဲ့အပြောတွေပြောလာမယ်မကောင်းတဲ့လုပ်ရက်တွေလုပ်မယ်အဲ့ဒီမကောင်းတဲ့စိတ်နေသဘောထားလေးကိုယ်ရင်ထဲမှာရောက်နေတယ်ဆိုရင်သူ့ကိုသွားပြီးတော့အထင်သေးမြင်သေးဒါလေးကဘာမှမဖြတ်တော့ပါဘူးလို့ထင်မသေးနဲ့တဲ့အဲ့တော့ထင်သေးတာဘယ်လိုထင်သေးတာတော့ဆိုနမန္တံအာဂမိတ်တတိဒီမကောင်းမှုအကုသိုလ်လေးကမဖြစ်တော့ဘူးအသေးအဖွဲလေးပဲဒီအသေးအဖွဲလေးကဘယ်လိုလုပ်အကျိုးပေးမှာတော့ဆိုပြီးတော့စိတ်ထဲမှာအထင်သေးအမြင်သေးနဲ့ဖြစ်မိတတ်တယ်ခုနပြောသလိုမိချင်းမိချံလေးကအော်ဒါလေးကလောင်နိုင်စွာမရှိပါဘူးဆိုပြီးထင်သေးတာအထင်သေးတဲ့မိချင်းမိချံလေးကအကြီးအမားကြီးဖြစ်လာယောဂဆိုလဲယောဂအသေးအဖွဲလေးကိုအထင်သေးသည့်အတွက်ကြောင့်အကြီးအမားကြီးတွေဖြစ်လာတယ်ဒါကြောင့်မို့ဘယ်ရာမှဒီမကောင်းတဲ့ဆိုးကျိုးကိုထုတ်လွတ်တဲ့အရာတွေမှန်သမျှအထင်မသေးဘူးမြတ်စွာဘုရားအထင်မသေးပဲနဲ့ခူးဆိုင်ရမှာပဲဖြစ်တယ်လို့ဆိုလို့မာဝမညေထပပတ္တနမန္တာအာဂမိတ်တတိအကုသိုလ်အနေလေးဟာအကျိုးပေးမှာမဟုတ်ပါဘူးဆိုပြီးတော့မကောင်းမှုအကုသိုလ်ကိုအထင်မသေးနဲ့နော်လောကဥပမာလေးနဲ့ရှင်းပြမလို့ဥဒ္ဓဘိန္ဒုနိပါတေနဥဒ္ဓကုံဘောပိပုရတိတစ်စက်မြိတ်အောက်မှာရေခံထားတဲ့စင်အိုးကြီးတွေရှိတယ်ရှိကြတယ်ရေရှားတဲ့အရက်တွေမှာရေခံထားလေးရှိကြတယ်မိုးရေပေါက်လေးကြတာတစ်စက်မြိတ်ကတစ်စက်ချင်းပဲကြတယ်အဲ့တစ်စက်ကြတယ်မိုးရေပေါက်တွေများလာလို့ရှိရင်တဲ့ရှေးအိုးကြီးတစ်လုံးဟာပြည့်သွားနိုင်တယ်ပေါ့ကြာတော့ကဝင်တာတစ်ဆက်ပဲဝင်တယ်အဲ့ဒီအဆက်ပေါင်းများတဲ့အခါကျရင်တော့အိုးကြီးပြည့်သွားနိုင်တယ်ဒါလူတိုင်းသိနိုင်တဲ့ဥပမာလေးကိုမြတ်စွာဘုရားဟောတယ်ဥဒ္ဓဘိန္ဒုဆိုတာရေပေါက်ကလေးတစ်ပေါက်ကြာနေတယ်အဆက်ကလေးတစ်ဆက်ကြာဥဒ္ဓဘိန္ဒုနိပါတေနရေပေါက်ကလေးတစ်ပေါက်ကြာရောက်ဝင်ရောက်နေခြင်းအဖြစ်ဥဒ္ဓကုံဘောပိကြီးမားလာတဲ့ရေအိုးကြီးပင်တော့လည်းပဲဥရတိပြည့်လာတယ်ဘယ်ရာမှအထင်မသေးနဲ့အသေးဖွဲလေးတွေဥမမဲ့အိမ်ကိုတန်ရှင်းနေစမလုပ်ဘူးဆိုလို့ရှိရင်ဒီနေ့ကအမိုက်ကလေးတစ်ခုရောက်တစ်ဖြင့်ကအမိုက်ကလေးတစ်ခုရောက်ဖုံလေးတွေမတော့ဘူးဆိုရင်ဒီနေ့တမုံတစ်ဖြင့်ကတမုံလဲဆိုကြာတော့အမုံမွားတွေများသွားအဲ့ဒါလိုပဲပြစ်ထန်လို့ရှိရင်သူကတစားနဲ့တစားပေါ်များလာတယ်မကောင်းမှုအကုသိုလ်ကိုထင်သေးပြီးတော့မလုပ်နဲ့တဲ့ဒီအထင်မသေးနဲ့အထင်သေးလို့ရှိရင်ဥပမာမဲ့ရေအိုးကြီးတွေတောင်မှပဲရေလေးတစ်ပေါက်ကျတာလေပြေးလာသေးတယ်တဲ့အဲ့ဒီပြေးလာသလိုဒီဘာလောပုရတိပပတ္တထောကံပြီးအာစိနာမကောင်းမှုအကုသိုလ်ကိုနည်းနည်းလေးလုံရင်ကနေပြီးတော့နောက်ဆုံးမှမကောင်းမှုအကုသိုလ်တွေနဲ့ပြည့်သွားတယ်ဟောဒီလိုအဓိပ္ပာယ်စိတ်ကောင်းမွေးပြီမကောင်းတဲ့စိတ်ဓာတ်လေးကိုယ်မှရှိနေတယ်ဥပမာပဲဒေါသထွက်တတ်တယ်စိတ်တူတတ်တယ်အဲ့ဒါလေးကိုရင်ထဲမှာမွေးမထားနဲ့ငါဒေါသတူထွက်တတ်တယ်ဆိုပြီးမွေးထားလို့ရှင်ဒီဒေါသတဖြည်းဖြည်းနှိပ်ကွက်မှုမပြုဘူးဆိုရင်ပေါက်ကွဲလာပြီးတော့အကြီးကျယ်ဒီပါဏာတိပါဒအမှုတော်လည်းကောင်းတခြားပြစ်မှုတွေကိုတော်လည်းကောင်းကျွလွတ်နိုင်လောက်အောင်အင်အားကောင်းလာတတ်တယ်ဒါကြောင့်မို့အသေးဖွဲလေးဆိုပြီးတော့မထားနဲ့အေးစားကောင်းတော့ကောင်းဆိုပြီးတော့အစာကြည်တယ်လို့ထင်ပြီးဘီယာလေးတစ်ခွက်နဲ့သွားတောက်မနေနဲ့လို့ဆိုလို့တောက်လိုက်လို့ရှိရင်ကြိုက်သွားလို့ရှိရင်ဖြတ်လို့မရတော့ဘူးဒီလိုဘယ်အရာပဲဖြစ်ဒီလိုမကောင်းတဲ့အရာဟာတစားဖြစ်လာတဲ့အခါကျတော့ပို့ပြီးတော့များလာနိုင်တယ်ဒါဝတ္တိထားမယ်စဉ္ညာမရှိတဲ့ပုဂ္ဂိုလ်တယောက်ဘာလို့ပုရတိပပတ္တ
ဘာလားဆိုတာမြန်မာလူမိုက်လူပြန်တဲ့အခါကျတော့လူတွေကလက်မော်မှာခိုးဆိုးနေတဲ့လူတို့ထင်ကောင်းထင်နေပဲမဟုတ်ဘူးဘာလားဆိုတာစဉ်းစားဉာဏ်မရှိရင်ဘာလားပဲသူကနော်စဉ်းစားဉာဏ်မရှိဘူးဆိုရင်ဘာလားပဲဘယ်သူပဲဖြစ်ဖြစ်ကိုယ့်ရဲ့တဏ္ဍမှာဖြစ်ပေါ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးစဉ်းစားဉာဏ်မရှိဘူးဒီအကုသိုလ်ဟာကိုယ်တဏ္ဍမှာဖြစ်နေရင်ဒုက္ခပေးနိုင်တယ်ဆိုတာမသိရင်လည်းဘာလားပဲအဲ့တော့ဘာလားဆိုတာအတိပ္ပယ်ကသူကဒီထွက်လေဝင်လေလေးနဲ့အသက်ရှင်နေပညာမပါဘူးလို့ဆိုလို့တယ်ပေါ့အသက်ရှူနေုံနဲ့အသက်ရှင်တဲ့ပုဂ္ဂိုလ်အသိပညာမပါတဲ့ပုဂ္ဂိုလ်ဘာလားလို့ခေါ်တယ်နောက်တနည်းပြောမယ်ဆိုလို့ရှိရင်ဘာလားဆိုတဲ့စကားလုံးကဘာဆိုတာနှစ်ခုလာဆိုတာဖြည့်ဆည်းတယ်ဆိုတဲ့အဓိပ္ပာယ်နှစ်ခုကိုဖြည့်ဆည်းတယ်ဆိုတာမိမိရဲ့ကောင်းကျိုးသူတော်ရဲ့ကောင်းကျိုးနှမျိုးလုံးကိုပျက်စီးအောင်လုပ်တဲ့ပုဂ္ဂိုလ်ဘာလားနောက်တစ်ခုကလက်ရှိဘဝမှာကောင်းကျိုးနဲ့တမလွန်ဘဝရရှိနိုင်တဲ့ကောင်းကျိုးနှမျိုးလုံးကိုဖျက်ဆီးသူကိုဒီဘာလားလို့ဒီလိုအဓိပ္ပာယ်နဲ့ဟောတာတွေအထေလူနန္တိစိတ်နန္တိလူနာတိစိတ်နတိတိဘာလို့ကောင်းကျိုးချမ်းသာနှမျိုးလုံးကိုရအောင်မယူတတ်ဘူးဆိုရင်ဖျက်ဆီးတဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်အဲ့ဒါဘာလားတော့လမ်းပေါ်မှာခိုးဆိုးနေမှာဘာလားမဟုတ်ဘူးကိုဘာလားစိတ်ရလွတ်အောင်ကိုဟာကြိုးစားရမှာဖြစ်တယ်စဉ်းစားရမှာဖြစ်တယ်မစဉ်းစားဘူးဆိုရင်ဘာလားစိတ်နဲ့ရောက်သွားနိုင်တယ်နောက်တစ်ခုကတော့ဘာလို့ဆိုတွေးအနတ္တိလာတိကနာတိတိဘာလို့တဲ့ဒီဘဝရဲ့ဆိုးကျိုးနောက်ဘဝဆိုးကျိုးဒီဘဝမှာလည်းဆိုးကျိုးတွေရမယ်နောက်ဘဝမှာလည်းဆိုးကျိုးတွေရအဲ့ဒီဘဝလည်းအပြစ်နောက်ဘဝလည်းအပြစ်ကိုပဲယူတတ်တဲ့ပုဂ္ဂိုလ်မျိုးကိုဘာလားလို့ခေါ်တယ်နောက်တစ်ခုကကိုယ့်ရဲ့ဆိုးကျိုးသူတော်ရဲ့ဆေးကျိုးကိုယ့်အတွက်သာဆိုးကျိုးရစေတာမဟုတ်ဘူးသူများကိုလည်းဆိုးကျိုးရစေတယ်တွေအထေတွေအနတ္ထိလာတိကနာတိတိဘာလို့စာပေကျမ်းကမှာဘာလားကိုအဓိပ္ပာယ်အဲ့လိုဖွင့်တဲ့အခါကျတော့ကိုဟာအဲ့ဒီဘာလားစေရင်နဲ့မပါအောင်ကိုယ့်ကိုအသိဉာဏ်ကင်းမဲ့ပြီဆိုလို့ရှိရင်ဘာလားစေရင်နဲ့ပါသွားနိုင်တယ်အတိဝနာသဘာလနာဆိုတဲ့စကားလုံးတွေကလည်းဒီကလာတဲ့ဟာတွေမြတ်စွာဘုရားတိုင်းတာပြတဲ့အဆုံးအမနဲ့ပြောမယ်ဆိုရင်ဘာလားဆိုတာဘာတော့ဒုစိန္ဒိတစိန္ဒီတွေးလိုက်ရင်လည်းမကောင်းတာပဲတွေးတယ်အပြစ်ရှိတဲ့မကောင်းတဲ့အတွေးပဲတွေးတယ်ပြောလိုက်ရင်လည်းဒုဗ္ဗတိတဘာတိအပြစ်ရှိတဲ့စကားမျိုးပဲပြောတယ်လုံးလိုက်လို့ရှိရင်လည်းမကောင်းတဲ့အလုပ်ပဲလုပ်တယ်ဒုက္ကတကာမကာရိစာဒါဘာလားရဲ့အင်္ဂါရလို့ပြောတယ်ဘာလားဆိုဒီမှာအတွေးကလည်းမှားတယ်အပြောကလည်းမှားတယ်အလုပ်ကလည်းမှားတယ်ဆိုတာကောင်းကျိုးချမ်းသာမရနိုင်ဘူးဆိုရင်မှားတယ်ဆိုးကျိုးတွေဖြစ်မယ်ဆိုရင်မှားအဲ့ဒီအမှားမျိုးတွေကိုဖြစ်ပေါ်စေတဲ့ပုဂ္ဂိုလ်မျိုးပါလားပဏိတပညာရှိဆိုတာကြတော့အရာရာဆင်ញင်တုံတရားရှိပြီးပြောလိုက်တဲ့အခါမှာစိတ်ကူးတဲ့အခါမှာလည်းကောင်းတာပဲစိတ်ကူးတယ်ပြစ်ကင်းတယ်ပြောရင်လည်းပဲကောင်းတဲ့စကားပဲပြောတယ်လို့ရင်လည်းကောင်းတဲ့အလုပ်ကိုကောင်းတယ်ဆိုတာကိုယ့်အတွက်လည်းကောင်းသူများအတွက်လည်းကောင်းကျိုးချမ်းသာရရှိနိုင်တယ်လို့သူဆိုလို့တယ်အဲ့တော့ကိုဟာဘာလားမဖြစ်ဖို့ဟာအမှန်တမ်းအရေးကြီးလူမိုက်လို့ပြောလိုက်တာနဲ့ငါကလူမိုက်မဟုတ်ဘူးဆိုပြီးကိုယ့်ကိုဖြည့်သိမ့်မနေနဲ့နော်ဘာလားရဲ့အဓိပ္ပာယ်ကအဲ့ဒီအဓိပ္ပာယ်ကိုဆိုလို့တယ်ပေါ့နော်အဲ့တော့လူကြည့်လိုက်ရင်တော့လူတော်လူကောင်းလို့ထင်ရပေမဲ့လို့အသိဉာဏ်ကင်းမဲ့နေရင်ဘာလားစိတ်နဲ့ရောက်သွားနိုင်တယ်ပေါ့ဒါကောင်းကျိုးချမ်းသာရအောင်စင်ញင်တုံတရားရှိဖို့လိုအပ်တယ်အေးမြတ်စွာဘုရားကအထင်သေးအမြင်သေးမကောင်းတဲ့အလုံးနဲ့ပတ်သက်ပြီးအထင်သေးမြင်သေးဘာဖြစ်လဲဆိုဘာလောပုရတိပပတ္တာအဲ့ဒီလိုအသိဉာဏ်ကင်းမဲ့နေမယ်ဆိုလို့ရှိရင်ကိုယ့်ရင်ထဲမှာဖြစ်တဲ့အကုသိုလ်တွေဟာကိုယ်မှာပြည့်လာနိုင်တယ်ရှင်ထဲမှာအကုသိုလ်တွေနဲ့ပြည့်လာနိုင်တယ်ထောကံပြီးအာစိနာနည်းနည်းလေးလည်းလုပ်တယ်မူတဝါဒအပျော်ပြက်ပြောတယ်အဲ့လို
ဘယ်ရာမှအမှန်ကန်ပြောဖို့မကြိုးစားဘဲနဲ့လိမ်တတ်တဲ့အကျင့်ကြီးပါလာလို့ရှိရင်မလိမ်ရမယ့်ကိစ္စတောင်လိမ်တတ်တဲ့အကျင့်မျိုးပါလာလို့ရှိရင်မုဒဝါဒအကျင့်ကြီးပါလာလို့ရှိရင်ထောကန်ပြီးအာစိနလိမ်မှများလာတဲ့အခါကျတော့နှုတ်ကအကျင့်ရပြီးတော့လူလိမ်ဖြစ်သွားနိုင်တယ်ထို့တူပဲမက်ကလေးချင်းကလေးပွဲစိတ်လေးတွေတတ်တာအပြစ်မရှိပါဘူးလို့ယူဆပြီးတတ်နေမယ်ဆိုလို့ရှိရင်ပါဏာတိပါဒအမှုကျွလွန်နေမယ်ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့သူဟာပါဏာတိပါဒကိုကျွလွန်တဲ့ပုဂ္ဂိုလ်တယောက်အဖြစ်ရောက်ရှိသွားနိုင်တယ်ပေါ့အဲ့ဒါလို့မဖြစ်အောင်ကိုယ်တဏ္ဍာနဲ့မှာအသေးအဖွဲလေးရစပြီးအကုသိုလ်တွေမဖြစ်အောင်ထိန်းသိမ်းဆောက်ရှောက်ဖို့လိုအပ်တယ်ကာမိသမိစ္ဆာစာရနဲ့ပတ်သက်လာလို့ရှိရင်ပရမစိတ်ထဲမှာဖြစ်လာကြတဲ့ကစိတ်ထဲမှာဖြစ်တာကိုပဲကိုယ်ထိန်းသိမ်းဆောက်ရှောက်ဖို့လိုတယ်စိတ်ထဲမှာဖြစ်တာလူသိတာမှတ်လို့ဆိုပြီးလက်ခံပြီးတော့နေလို့ရှိရင်နောက်ကျရင်နှုတ်ပေါ်ရောက်လာနှုတ်ကနေပြီးတော့လက်ပေါ်ရောက်လာလို့ရှိရင်ကာမိသမိစ္ဆာစာရဆိုတာကျွလို့မိတာမျိုးဖြစ်သွားတယ်အဲ့ဒါကြောင့်မို့လို့ဒီကိုအသေးအဖွဲလေးရစပြီးတော့ထိမ့်သိမ်းဆောင်ရှောက်အောင်မယ်ဒီအဓိပ္ပာယ်ကိုပြောတာသူများပစ္စည်းကိုယူတယ်ဆိုတဲ့အချိန်မှလည်းပဲထို့တူပဲသူများပစ္စည်းကိုမတရားတွေနှီးနဲ့ယူလိုက်တယ်တော့ဒါလေးကအပြစ်မရှိတော့ဘူးဆိုပြီးတော့လိမ်ယူတာပဲဖြစ်စေညားယူတာပဲဖြစ်စေတခုခုမသိအောင်လုပ်ပြီးယူတာပဲဖြစ်စေအဲ့ဒီလိုမမှန်မကန်လုပ်ပြီးတော့ပစ္စည်းဥစ္စာရောင်းတာဝယ်တာအစလုပ်ပါများလာတဲ့အခါဆိုပါတော့ဂရိခေကိုပြောမယ်ဆိုလို့ရှိရင်စီရောင်းတယ်နော်စီပစစ်ဖက်နဲ့စီစစ်ပါလို့ဆိုပြီးတော့စီတမ်းမဟုတ်ဘဲနဲ့စီတမ်းပါလို့စရမ်းချိတ်ပြီးတော့ရောင်းမယ်ကိုယ်တိုင်ကသိတယ်မတတ်မှန်းသို့တော်အဲ့လိုရောင်းရင်အဲ့ဒါအကုသိုလ်လေးဖြစ်နေကိုယ်စိတ်ထဲမှာရှိနေတာပေါ့နော်မတန်မှန်းသိရတဲ့အတန်လို့ရောင်းတယ်မစစ်မှန်းသိရတဲ့အစစ်လို့ရောင်းနေမယ်ဆိုလို့ရှိဒါအစစ်ထင်ပြီးတော့ဝယ်သွားတဲ့ပုဂ္ဂိုလ်တွေစီကနေပြီးတော့ခိုးယူလိုက်တာပဲပေါ့ခိုးယူလိုက်တာတစ်ဖက်ကလည်းမုဒဝါဒဖြစ်တယ်တစ်ဖက်ကလည်းပဲသူများပစ္စည်းကိုရယူလိုက်ရရောက်တယ်ပေါ့အဲ့ဒီလိုအသေးအဖွဲလေးတွေလို့ဆိုရမယ့်ဟာကစပြီးတော့ကိုရှောင်ကျင်မို့လိုအပ်တယ်ပေါ့မရှောင်ကျင်လို့လုံးပြီးလို့ရှိရင်နောက်ကြလို့ရှိရင်ဒီအကုသိုလ်တွေကခဏရေအိုးကြီးမှာရေလေးတစ်ပေါက်ကျတာနဲ့ရေအိုးကြီးပြည့်တယ်အဲ့ဒါလိုပဲကိုကနည်းနည်းနဲ့အရိဏဒါနကံကြီးမုဒဝါဒကံကြီးကျွလွတ်မိတာဖြစ်နေတယ်နော်ဒီလိုဆိုလို့တယ်ပေါ့နော်ဒါကြောင့်မို့ကိုဟာလုံးဝတန်ရှင်းတန်ပြတ်သူဖြစ်ဖို့မတ္တမအရေးကြီးတယ်ငါးပါးသီလနဲ့ပတ်သက်ပြီးငါးပါးသီလကိုတာမန်သီလလို့စိတ်ထဲမှာမထားပဲနဲ့အရိယာသူတော်စင်နေဟာအသက်တဲ့တန်မိုးထားတဲ့သီလမျိုးဖြစ်တယ်အသက်ထက်တန်မိုးထားတယ်အသက်ထက်တန်မိုးထားသည်ဆိုတာအသက်ကိုစွန့်ရင်စွန့်မယ်ငါးပါးသီလကိုမစွန့်တာဒါအသက်ထက်တန်မိုးထားတယ်လို့ပြောတယ်အဲ့ဒါလောက်ထိအောင်သီလကိုမျက်နှိုးတဲ့စိတ်နဲ့ထိမ့်သိမ်းဆောက်ရှောက်မှသီလဟာသီလပရိဘာဝိတာစိတ်တာသီလနဲ့ထုံမွမ်းထားတဲ့ကိုယ်စိတ်လေးဟာမြတ်စွာဘုရားကဘယ်တော့မှအောက်တန်းနောက်တန်းမကြဘူးဆိုတာကိုမဟာနာမင်းကြီးကိုဟောထားတဲ့တရားလေးရှိတယ်နော်သီလပရိဘာဝိတာစိတ်ဆိုကိုယ်သီလလေးကိုအမြဲမပြတ်ဆင်ញင်ပေးနေမယ်ဆိုရင်ကျင့်တတ်လောက်အောင်ကိုယ်စိတ်ထဲမှာသီလဆိုတာနော်မကြိုးဘူးမပြောက်ဘူးတမာတိကိုကိုယ်သီလကိုဆင်ញင်လိုက်ရင်စိတ်တည်ငြိမ်မှုတွေကိုဖြစ်ပေါ်စေနိုင်တယ်တမာတိတန်ဝတ္တနိကေဟိတော့ကိုယ်သီလဟာအကျိုးပေါက်ပြောက်ကြားကင်းပြီးတော့ဆင်ញင်လိုက်တာနဲ့တပြိုင်နက်ခြေနဲ့အားရလောက်တဲ့အနေအထားမျိုးဖြစ်ပေါ်စေတဲ့သူတော်ကောင်းတွေလက်ခံနိုင်လောက်တဲ့အတိုင်းအတာတစ်ခုရောက်ကိုယ်သီလလေးနဲ့ကိုယ်စိတ်ကိုထုံမွမ်းပေးထားရမယ်အဲ့လိုထုံမွမ်းပေးထားတဲ့စိတ်ကလေးဟာဘယ်တော့မှအပေငရဲကိုဆွဲချမှာမဟုတ်ဘူးမြတ်စွာဘုရားဟောတဲ့ဥပမာနဲ့ပြောမယ်ဆိုရင်ထောပတ်အိုးကြီးကိုရှည်ထဲမှာမြုပ်ပြီးတော့မြေအိုးကိုရိုက်ခွဲလိုက်မယ်ဆိုရင်အဲ့ဒီအိုးခွဲတွေကတော့အောက်ချမ်းမြေထိရောက်သွားမှာဖြစ်တယ်ထောပတ်တွေကတော့မြုပ်လို့မရဘူးပေါ်တက်လာမှာပဲ
ထောပတ်တွေကအပေါ်တက်လာတယ်ဦးခွဲကသာအောက်ကျသွားတယ်အဲ့ဒါလို့သီလနဲ့ထုံမွန်းထားတဲ့စိတ်ကဘယ်တော့ပဲဖြစ်ဖြစ်အပေါ်ပဲဆွဲတင်နေအောက်ဘယ်တော့မှမကြဘူးလို့ဆိုလို့တယ်တော့ဒီသီလကိုဘဝမှာလည်းပဲအပေါ်ကိုဆွဲတင်တယ်ကိုချင်းတရားနဲ့ပတ်သက်လာလို့ရှင်လည်းအပေါ်ကိုဆွဲတင်တယ်အပေါ်ဆိုဒီမှာဘဝမှာအဆင့်မြင့်မှုသုံးဖို့နိဗ္ဗာန်ချမ်းသာထီအောင်ဆွဲဆောင်သွားနိုင်တယ်လို့ဒီလိုဆိုလိုတဲ့အဓိပ္ပာယ်အဲ့တော့အခုလိုဘယ်အရာပဲဖြစ်ဖြစ်အသေးအဖွဲဆိုပြီးတော့အထင်သေးအမြင်သေးနဲ့မလုံးသင့်တဲ့အကြောင်းအကုသိုလ်နဲ့ပတ်သက်လာရင်ထင်သေးမြင်သေးမလုံးရဘူးလို့ဆိုတာကိုမြတ်စွာဘုရားဓမ္မပဒအဋ္ဌိသနာတော်မှာဘဝသင်္ကန်းစာပေးထားလို့ဒီသင်္ကန်းစာကိုမှတ်သားနိုင်ယူပြီးဘယ်အရာပဲဖြစ်ဖြစ်ဆိုးကျိုးဖြစ်ပေါ်စေနိုင်တဲ့အရာကိုအထင်သေးအမြင်သေးနဲ့တတိရှိပြီးမထားသင့်ဘူးဆိုတော့ဒီသင်္ကန်းစာကိုရယူမှာပဲဖြစ်တယ်အဲ့ဒါအထင်မသေးထိုက်တယ်လို့အကောင်းတဲ့ဘက်ကကြည့်လိုက်အောင်မလားကောင်းတဲ့ဘက်ကကြည့်လိုက်နေ့စဉ်ကိုကဖះကိုပန်းလေးတစ်ပွဲမဲ့လှူတယ်ရှိတဲ့ရေချမ်းလေးပဲတစ်ခွက်တင်တယ်ဒါလေးကဘလောက်မှအကျိုးမဖြစ်ဘူးသူများလူကြောင်ကြီးကန်ကြီးတွေလည်းငါတို့မဆောင်နိုင်ဘူးဆုံးလေးတစ်စုံပဲလောင်းတယ်ဒါလေးဟာအသေးဖွဲပဲလို့အဲ့လိုစိတ်ထဲမှာမထားလိမ့်နဲ့ဒီအသေးဖွဲလေးတွေဟာအမတမအရေးကြီးတယ်ဆိုတဲ့အကြောင်းမာဝမင်းကြီးထပုညတနမန္တာအာခမိတတိကိုလို့တဲ့ကုသိုလ်ကောင်းမှုဟာအသေးလေးလို့စိတ်ထဲမှာအသေးဖွဲလေးဖြစ်လို့ကောင်းကျိုးချမ်းသာအနေနဲ့ပေးနိုင်စွမ်းရှိမှမဟုတ်ဘူးဆိုပြီးတော့ကုသိုလ်ကောင်းမှုကိုလည်းအထင်မသေးနဲ့ဥပမာပဲ10မိနစ်ပဲဖြစ်စေနော်10စက္ကန့်ပဲဖြစ်စေမေတ္တာစိတ်လေးပွားလိုက်မယ်မေတ္တာပို့တယ်တတိယတဲ့အခါလေးမှာကိုမေတ္တာလေးပို့တယ်အဲ့ဒီမေတ္တာပို့တဲ့စိတ်လေးကိုအသေးဖွဲလို့စိတ်ထဲမှာမထားနဲ့မြတ်စွာဘုရားသခင်ကိုရမြတ်ကဣစရသင်္ကတမတ္တံပိစေဘိက္ခုမေတ္တံဘာဝေတိဒီလက်ဖြစ်တတိအချိန်လောက်တင်တူတောင်းလှတဲ့အချိန်ပိုင်းလေးမှာမေတ္တာလေးတစ်ခါပို့လိုက်တာဒီအဲ့ဒါလောက်ပို့လိုက်ရင်ပဲသူဟာရှုမှတ်မှုကကင်းကွာနေတဲ့ပုဂ္ဂိုလ်မျိုးမဟုတ်ပဲယဟန်တော်တစ်ပါးဆိုရင်တရားဓမ္မတွေလည်းလှူတဲ့ဆွမ်းကိုအလကားအကျိုးမဲ့စားနေတယ်လို့မပြောနိုင်ဘူးတဲ့မေတ္တာပွားလိုက်မယ်ဆိုလို့ရှိရင်စားတိုက်လို့စားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရတယ်လို့အဲ့လောက်ထိအောင်ဒီနေရာမှာဇံရတဲ့မေတ္တာမျိုးတောင်မဟုတ်ဘူးတမန်အားဖြင့်တရားတွေချမ်းသာကြပါစေဆိုတဲ့စိတ်ကလေးနဲ့တစ်ချိန်လေးမေတ္တာစစ်ကလေးပို့လိုက်ပြီးဆိုရင်အဲ့ဒီပို့လိုက်တဲ့မေတ္တာလေးဟာဘလောက်မှမထိရောက်ဘူးလို့စိတ်ထဲမှာထင်ကောင်းထင်လိမ့်မယ်အဲ့ဒီမေတ္တာရဲ့အကျိုးကျေးဇူးဟာမြတ်စွာဘုရားရဲ့ချီးမွမ်းခံရမှုငါရဲ့အဆုံးအမကိုလိုက်နာသူလို့ဆိုပြီးတော့မြတ်စွာဘုရားသတ်မှတ်ပေးတယ်အဲ့ဒီလိုထီအောင်ရှိတယ်နော်အဲ့လိုထီအောင်ရှိတယ်အင်္ဂုတ္တထဲမှာအဲ့ဒီသုတ်တန်ရှိဘာကြောင့်ဟောတာတော့ဆိုတော့မြတ်စွာဘုရားအဲ့ခန္ဓာပမသုတ်ဆိုတာဟောတာရှိရဟန်းတော်တွေနဲ့ပတ်သက်ပြီးတော့တတိထားဖို့ရဟန်းတော်တွေနဲ့ပတ်သက်ပြီးကိုယ်မှသီလမရှိဘဲနဲ့တရားဓမ္မတွေရဲ့လက်ဥချီမှုကိုခံယူမယ်ဆိုလို့ရှိရင်အဲ့ဒီသီလမရှိတဲ့ပုဂ္ဂိုလ်ဖို့လက်ဥချီမှုခံရတာဟာဘာတဲ့ဆိုးတယ်လဲဆိုရင်ရှင်ဘက်ကိုလှမ်းနဲ့လာထိုးတာကိုခံရတဲ့လူတွေပို့ဆိုးတယ်လို့သူတို့ဆိုတယ်အဲ့ခန္ဓာပမသုတ်ဆိုမှာအဲ့ဒီလိုဥပမာတွေနဲ့မြတ်စွာဘုရားဟောတဲ့အခါမှာယဟန်တော်တွေဟာကိုချင်းသီလနဲ့မပြည့်စုံတဲ့ယဟန်တော်တွေကယဟန်တော်ပါ60ဒီသွေးအံသွားတယ်ပါ60ကလူထွက်သွားတယ်ပါ60ကယဟန္တာဖြစ်သွားတယ်ဆိုသုတ်တန်ရှိတယ်ပေါ့နော်ဆိုလိုတာကကိုချင်းတရားကိုမြတ်စွာဘုရားဘလောက်လေးနဲ့ထားတယ်ဆိုတာစဉ်းစားဖို့ပေါ့အဲ့ဒီမှာယဟန်တော်တွေရဲ့ဘဝကိုမြတ်စွာဘုရားကပြန်ပြီးတော့ဖြစ်သိမ့်ပေးတဲ့အနေနဲ့လက်ဖြစ်တတိလောက်လေးမေတ္တာပို့လိုက်ပါဒီလိုဆိုလို့ရပေါ့နော်ဒါကြောင့်မလို့မြန်မာနိုင်ငံမှာဒီတန်ဃာတွေပင့်နေတန်ဃာတွေပင့်ပြီးတော့အလှူဒန်းလုပ်ကြတဲ့အခါမှာဘာလုပ်ကြလဲဆိုအခမ်းအနားမှာပထမသီလယူကြတယ်ဒါတရားဓမ္မတွေဘက်ကပြင်ဆင်မှုပဲဘလို့ပြင်ဆင်တာလို့ဆိုရင်ကိုလှူတဲ့အလှူသည်ဘ
တိလေပဋိဋ္ဌိတသဒါနမဟာဗလံဆိုတဲ့စကားကိုမှတ်သားထားတဲ့အတိုင်းကိုဟာသီလကိုပြန်ပြီးတော့ဒီချိန်အသက်ထမှန်ဆောက်တည်လိုက်တော့စင်ကြယ်တဲ့သီလရှိတဲ့ပုဂ္ဂိုလ်အဖြစ်ကိုရောက်ရှိသွားတယ်ဒီချိန်လေးမှာတစ်ချိန်လုံးကသီလကျိုးခဲ့ပေမဲ့လို့ဆောက်တည်လိုက်တဲ့အချိန်လေးမှာပြန်ပြီးတော့ပဂတိတစ်လွင်တဲ့သီလတစ်ခုရထားတယ်ပေါ့အဲ့ဒီပုံလေးမှာယက်တီးပြီးတော့အလှူဒါနလုပ်ဖို့တခါတမန်အဖြစ်ကြည့်မယ်ဆိုရင်သီလဆောက်တည်ပြီးရင်တန်ဃာတွေကပရိရွတ်တယ်ပရိရွတ်တယ်ဆိုတာလူတွေအန္တရာယ်ကင်းမှုရွတ်တာမဟုတ်ဘူးလူတွေအန္တရာယ်ကင်းမှုရွတ်တာလည်းပါတယ်သို့တော့အထီးကဘာလို့ဆိုရင်တရားဓမ္မတွေလှူတဲ့ပစ္စည်းကိုမေတ္တာပို့ပြီးတော့မှလက်ခံတယ်ဆိုတဲ့အဓိပ္ပာယ်လှူဒန်းတဲ့ပုဂ္ဂိုလ်တွေအတွက်အကျိုးပိုကြည့်အောင်လို့ဒီအဓိပ္ပာယ်ရှိတယ်ပေါ့ဒါကြောင့်မို့တချို့နေရာတွေမှာဒီအစင်လာကြီးတစ်ခုဖြောက်ပြီးတော့နောက်ဆုံးကြမှာပရိရွတ်ထမျိုးတွေပါလှုပ်တာဒါကတော့ဒီအကျိုးကိုရဖို့မရှိဘူးဒါကြောင့်မို့ပထမသီလခန္ဓာကတရားရရဲ့ပြည့်စုံစင်ကြယ်မှုသီလတရားတွေဘက်ကပြုပြင်ခြင်းလို့သူတို့ဆိုရမှာဖြစ်တယ်တန်ဃာတွေကပရိရွတ်ပြီးတော့မေတ္တာပွားလိုက်တာအလှူခံပုဂ္ဂိုလ်တွေဘက်ကပြင်ဆင်ခြင်းလို့သူတို့အဓိပ္ပာယ်ရနိုင်တယ်ဒါမို့သီလဆောက်တည်တယ်ပြီးရင်မေတ္တာတုတ်နာယူချတယ်နှုတ်နှဝအတွက်ဒါအစင်လာပြီးတော့မှလှူစရာတွေကိုလှူကြတယ်ဒါဟာမှန်ကန်တဲ့လောက်ရဖဲလို့သူတို့ဆိုရမှာဒါနဲ့ပတ်သက်လာပြီးတော့အနာရဘိန်တထေးကြီးရဲ့ညီတထေးတယောက်ကသူဘူတိလို့ခေါ်တယ်အနာရဘိန်တထေးရဲ့နာမည်ကသုဒ္ဓတနဲ့သူဘူတိကညီကိုနှစ်ယောက်ပဲအဲ့ဒီသူဘူတိဆိုတဲ့ယဟန်ဟာအနာရဘိန်တထေးကြီးရဲ့စေရွန်အကြောင်းရည်စက်ချမှာဘုန်းကြီးဝတ်သွားတာသူကတရားတရားတွေဖြစ်ပြီးတော့ဘုန်းကြီးဝတ်သွားတဲ့အခါမှာသူ့ရဲ့အကျင့်ကဘာလဲလို့ဆိုရင်တရားဓမ္မတွေရဲ့အလှူဒန်းကိုလက်မခံခင်မေတ္တာပို့တယ်သူအဲ့ဒါသူ့ရဲ့မေတ္တာပို့တဲ့အလေးကျင့်သူရှိတယ်ဒါကြောင့်မို့လို့ဒက္ခိနေရမှာသူအမြတ်ဆုံးဧတရေဘွယ်ရထားတာရှိတယ်ပေါ့ထူးခြားတဲ့ပုဂ္ဂိုလ်ဘာလားလူမေတ္တာပို့ပြီးတော့သူကလက်ခံတယ်ဆွမ်းရလို့ရှိရင်လည်းဆွမ်းကကြွလို့ရှိရင်လည်းဆွမ်းကအိမ်ရရင်ကနေမေတ္တာပို့ပြီးမှလှုပ်ခံတယ်လို့သူတို့ဆိုလို့တယ်အဲ့ဒါလို့အစင်လာခေါင်းတွေထင်ရှားရှိတယ်ပေါ့နော်အစင်လာခေါင်းတွေရအဲ့တော့တာမန်လုံးရကလေးလို့ထင်မိမဲ့လို့အမှန်တမ်းကြီးမားတဲ့ကုသိုလ်ကောင်းမှုတစ်ခုလှုပ်တာလို့ဒီလိုအဓိပ္ပာယ်ယူရမှာဖြစ်တယ်ပေါ့အေးတကယ်ကိုဆံရတဲ့အတိုင်းအတာတမာတိရှိနဲ့ဥပ္ပစာရတမာတိအပ္ပနာတမာတိမရောက်တော့ဥပ္ပစာရတမာတိတော့ဖြစ်အောင်မေတ္တာဇံပွားနိုင်မယ်ဆိုရင်ဒီအကျိုးရှိမှာပေါ့အပ္ပနာတမာတိဆိုတဲ့ဇံရသည်ထီအောင်ပွားနိုင်မယ်ဆိုရင်တော့ဒီအကျိုးရှိမှာပြမပြည့်ထီအောင်ရောက်သွားနိုင်တဲ့နောက်ဆုံးမှာအဲ့ဒီတဲ့တာတဲ့မေတ္တာဇံကိုအခြေခံပြီးတော့ဝိပဿနာတရားကျင့်ကြံကြိုးကိုအထောက်ရင်နိဗ္ဗာန်ထီအောင်ရောက်ရှိသွားမယ်ဒီလိုအဆင့်ဆက်ရှိတယ်ပေါ့နော်ဒါကြောင့်ခုနယဟန်တော်တွေကိုဖြစ်သိမ့်ပေးတဲ့အနေနဲ့မြတ်စွာဘုရားမေတ္တာပို့ပါမေတ္တာပို့လိုက်လို့ရှိရင်တရားဓမ္မတွေလှူတဲ့ဆွမ်းလဲစားတိုက်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဟောတာပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်ကုသိုလ်ကောင်းမှုဆိုတာအသေးဖွဲလေးတွေမဟုတ်ဘူးအသေးဖွဲလေးတွေဟာစုဆောင်းပြီးတော့လာရင်အားရှိတဲ့အနေအထားမျိုးရှိတယ်ကုသိုလ်နဲ့အကုသိုလ်ဘယ်သူဟာအားကောင်းလို့ဆိုလို့ရှိရင်ကုသိုလ်ဟာအားကောင်းတယ်ကုသိုလ်ကောင်းမှုကဘာနဲ့ဥပမာတူလို့ဆိုရင်ခုခေတ်စကားနဲ့ပြောမယ်ဆိုရင်တော့လေးစားလို့ပြောမယ်ဆိုရင်ရနိုင်တယ်ပေါ့နော်လေးစားဟာတစ်ချက်တည်းပဲဖွင့်လိုက်တာနဲ့သူကလောင်ကျွမ်းသွားနိုင်တယ်ပေါ့လောင်ကျွမ်းသွားနိုင်တယ်မက်ဆေ့ဟာလည်းပဲလေးစားနဲ့အလားတန်တူတယ်ကုသိုလ်ဟာအကုသိုလ်တွေကိုအများကြီးလောင်ကျွမ်းလို့ရတယ်သောတပတ္တိမဲ့ဆိုရင်ဒိဋ္ဌိဝိသိကိစ္စကိုလောင်ကျွမ်းပြလိုက်တယ်တဂရဂါမိမဲ့ဆိုရင်ကာမရာဂပြဘာရအပြော့သွားစေတယ်အနာဂါမိမဲ့ဆိုလို့ရှိရင်ကာမရာဂပြဘာရအကျွမ်းမရှိအောင်လောင်ကျွမ်းစေနိုင်တယ်ပေါ့အရဟတမဲ့ဆိုတာကြတော့ဉာဏ်ကိရိတာတွေအားလုံးဝမရှိအောင်လောင်ကျွမ်းပြလိုက်တယ်တော့အစွမ်းထက်တဲ့လေးစားလို့ဟာမျိုးလို့ဒါအထင်ရှားအောင်ပြောတာပေါ့အဲ့ဒါလို့
ကိလေသာတွေကိုလောင်ကျွမ်းစေနိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့ကုသိုလ်ဟာအကုသိုလ်တွေကိလေသာတွေလောင်ကျွမ်းသွားပြီဆိုလို့ရှိရင်တော့အကုသိုလ်ကလက်ချမရှိနိုင်တော့ဟောကိလေသာအလုံးအဲ့တော့အကုသိုလ်ကံတွေကိုဖယ်ရှားလိုက်တာနဲ့စိတ်ကိလေသာတွေကိုဖယ်ရှားလိုက်တာနဲ့တပြိုင်နက်တန်တရားကလှုပ်လာတဲ့ကံတရားတွေကိုလည်းပဲဖြတ်စည်းပြီးသားဖြစ်သွားတယ်ပေါ့ဖြတ်စည်းပြီးသားဆိုတာကိလေသာမပါတဲ့ကံတရားသည်တော့ဘဝတစ်ခုကိုကြုံမပေးနိုင်တော့ဘူးပိုးတိချိုးလောက်တော့ပေးကောင်းပေးနိုင်သေးတယ်ပေါ့တန်တရားမှာဘဝဆိုတဲ့အကျိုးကိုတော့သူကကိလေသာပါမှအကျိုးပေးတယ်ပေါ့ကိလေသာတွေကိုလောင်ကျွမ်းအောင်လုပ်လိုက်ပြီဆိုလို့ရှိရင်ကံတရားတွေကလည်းအလုံးဝဖြစ်တော့ဒါကြောင့်ကိလေသာချုပ်ရင်ကံလည်းချုပ်တယ်လို့ပြောတာကိလေသာនិရောဓိကမ္မនិရောဓောကိလေသာနဲ့ကံတွဲဖက်ပြီးတော့တန်တရားမှာဒီလူတွေဟာဒုက္ခရောက်နေကြတာအဲ့တော့ကိလေသာကအဓိကကြဒီမက်တရားပယ်တာဟာကံကိုပယ်တာမဟုတ်ဘဲနဲ့ကိလေသာကိုပယ်တာပဲဖြစ်တယ်သို့တော့ယမယံခါကိလေသာပယ်လိုက်ရင်လည်းကံပယ်ခြင်းကိစ္စပြီးလို့ကံကုန်တယ်လို့လည်းပြောလို့ရတယ်ပေါ့ယရဏသုတ်တမခိနံပုရဏံနဝနတ္ထိတမောဆိုတဲ့နေရာမှာကံကိုအဓိကထားပြောလိုက်တဲ့သဘောပဲသို့တော့ကိလေသာនិရောဓိကမ္မនិရောဓောကိလေသာချုပ်မှကံချုပ်တယ်ပရိစ္ဆေသမုပ္ပါဒ်မှာကြည့်ကိလေသာချုပ်မှကံချုပ်တယ်ဆိုအဝိဇ္ဇာယတွေဝအတိတဝိရာဂនិရောဓသင်္ခါရនិရောဓောဆိုအဲ့ဒီမှာအဝိဇ္ဇာကကိလေသာသင်္ခါရကကံအဝိဇ္ဇာချုပ်မှသင်္ခါရဆိုတဲ့ကံတရားချုပ်တယ်ထို့တူပဲပစ္စုပန်အကြောင်းနဲ့ပတ်သက်ပြီးပြောတဲ့အခါမှာလဲတဏှာនិရောဓဥပါဒနာនិရောဓဥပါဒနာនិရောဓဘဝនិရောဓဆိုဟောရှေ့ကတဏှာဥပါဒံဆိုတဲ့ကိလေသာချုပ်မှကမ္မဘဝလို့ဆိုတဲ့ကံတရားချုပ်တယ်အကျိုးပေးတဲ့အခါကျတော့လဲကံနဲ့ကိလေသာပေါင်းပြီးတော့အကျိုးပေးတယ်ကံတစ်ခုတည်းကအကျိုးပေးတာမဟုတ်ဘူးလူတွေကကံလို့သာပြောကြတယ်ကိလေသာရှိတဲ့ကံကမှဘဝမှာကောင်းကျိုးဆိုးကျိုးပေးတာဖြစ်တယ်ပေါ့ကိလေသာနဲ့သွားတယ်သူကဒီလိုဆိုလို့ကိလေသာမရှိတော့ဘူးဆိုရင်ဘဝမရှိတော့ဘူးနောက်ဘဝခိနာဇာတိလို့ဆိုတဲ့အတိုင်းယန္တာပုဂ္ဂိုလ်တွေကကိလေသာကုန်သွားသည့်အတွက်ကြောင့်ဒီဘဝဆိုတာမရှိတော့ဘူးသို့တော့ကံရဲ့အကျိုးဆက်ကတော့ခန္ဓာရှိနေသေးတယ်မြတ်ကံအကျိုးပေးဖို့ကတော့ရှိနိုင်သေးတယ်ဒါကြောင့်မို့ရှမောကလန်လို့ဆိုရင်အတိတ်ဘဝလုပ်ခဲ့တဲ့အကုသိုလ်ကံကြောင့်လူသက်တာခံလိုက်ရတယ်ပေါ့အဲ့ဒါသို့တော့အဲ့ဒီကံတရားကနောက်ဘဝကိုအကျိုးပေးဖို့ရှိသေးလားဆိုမရှိတော့ဒီခန္ဓာရှိနေသေးရင်တော့ကံတရားကလိုက်နေသေးတယ်ရှင်အင်္ဂုလိမာလာချိရှတပပံကတံကမ္မံကုသလေနပိဋိယတိအားကောင်းတဲ့ရတ္တမေဆိုတဲ့ကုသိုလ်နဲ့ပိတ်ဆို့ပလိုက်တဲ့အခါမှာသူလှုပ်ထားတဲ့ပါဏာတိပါဒကံကြီးအလုံးကိုကြီးမားတယ်လေအလုံးကိုကြီးမားတယ်အဲ့ဒီအလွန်ကြီးမားတဲ့အကုသိုလ်ကံကြီးဟာဘဝတန်တရားမှာအကျိုးပေးမယ်ဆိုလို့ရှိရင်နေတဲ့အကျိုးတွေမဟုတ်ဘူးသူကသို့တော့အရဟတမေကကိလေသာတွေကိုဖယ်လိုက်သည့်အတွက်ကြောင့်သူကျွလွန်ထားတဲ့ပါဏာတိပါဒကံကြီးကဒီဘဝမှာတော့ဘာကျိုးပေးတော့သူဆွမ်းခံထွက်လို့ရှိရင်ဆွမ်းမရဘူးခဲနဲ့ထုတ်ဖယ်ရတယ်နော်ခဲနဲ့ထုတ်ဖယ်ရတယ်ဖယ်ကပေါက်လိုက်မှမသိတဲ့ခဲသူကောင်းပေါ်လာကြဖယ်ကပြစ်လိုက်တဲ့ဒုံမှမသိဘူးသူတပိတ်လာခွဲအဲ့ဒါလို့ခဲနဲ့ဒုံနဲ့အစုပ်အပြဲဘဝမှာစွပြုံပြီးခံလိုက်ရတဲ့ဟာတော့ရှိတယ်ပေါ့နောက်ပိုင်းကျမှသာဒါတွေကတဖြည်းဖြည်းပြေပြောက်သွားတာပေါ့အကျိုးမပေးတာတော့မဟုတ်ဘူးအကျိုးပေးသေးတယ်သို့တော့ဘဝဆိုတာကိလေသာမရှိတော့သည့်အတွက်ကြောင့်နောက်ဘဝမှာအဝိဇ္ဇငရဲကြပြီးငရဲခံရတယ်ဆိုတာတော့မရှိတော့ဘူးဘာနာရိပါရကံကျွလွန်ခဲ့လို့အသက်တူတယ်ဆိုတာလည်းမရှိတော့ဘူးပေါ့နော်အဲ့လိုတော့ဆိုလို့တယ်ဒါကြောင့်မို့ကိလေသာនិရောဓေကမ္မនិရောဓောကိလေသာချုပ်သွားရင်ကံတွေလည်းချုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ကအဲ့ဒါကိုပြောတယ်ဒါကြောင့်မတရားဟာဒီကိလေသာတွေကိုဖယ်နိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့မတရားအလွန်စွမ်းထက်တယ်ပြောချင်တာကကုသိုလ်နဲ့အကုသိုလ်ဘယ်သူကအစွမ်းထက်တယ်လဲဆိုရင်ကုသိုလ်ကအစွမ်းထက်တယ်အကုသိုလ်
ထောင်တောင်းချီပြီးတော့ကုသိုလ်ကတစ်ချိန်နဲ့အကုန်ဖြတ်လို့ရတယ်လို့သူတို့ဆိုလို့တယ်အကုသိုလ်တွေဘလောက်ကြီးကြီးကုသိုလ်ကံကအရှိန်အဝါပိုကြီးတယ်လို့သူတို့ဆိုလို့တယ်ဒါကြောင့်မို့ကုသိုလ်ကိုပဟာယကအကုသိုလ်ကိုပါတတ်ပါလို့တစ်ဖက်သက်ပြောထားတာနော်ကုသိုလ်ကဖယ်ရှားတတ်တဲ့သဘာဝတရားအကုသိုလ်ကအဖယ်ခံရတဲ့ဥပမာပဲဗာနဲ့တူလို့ဆိုရင်ဆေးနဲ့ယောဂဒီယောဂကဆေးကိုဖယ်ရှားတယ်လို့မရှိဘူးဆေးကသာယောဂကိုဖယ်ရှားတာပြောတယ်နော်ယောဂကြောင့်ဆေးကစိုက်တတိတွေကုံသွားတယ်လို့ဒီလိုပြောတာမဟုတ်ဘူးဟောယောဂကိုမနိုင်တဲ့ဆေးတော့ရှိတာပေါ့အဲ့ဒါလိုပဲကုသိုလ်နဲ့အကုသိုလ်မှာလည်းပဲထို့တူပဲဆေးဆိုတာယောဂပြောက်တဲ့ဘက်မှာပဲနေတယ်အများအားယောဂပြောက်တဲ့ဘက်ယောဂကိုပြောက်စေတတ်တဲ့အကြောင်းပဲဖြစ်တယ်ကုသိုလ်ဟာလည်းပဲအကုသိုလ်ကိုဖယ်တဲ့စွန့်ရှိတဲ့သဘောတရားအနေနဲ့ပဲရှိတယ်အကုသိုလ်ကအာကြည့်လို့ကုသိုလ်တွေကိုဖယ်ခံလိုက်ရတယ်လို့ဒီလိုမရှိဘူးဒီလိုဆိုလို့ရပေါ့နော်ဒါကြောင့်မို့ပဟာယကနဲ့ပဟာတ္တပဆိုပြီးစာပေကျမ်းကမှာအဲ့လိုခွဲထားတယ်ဒါကြောင့်ကုသိုလ်ပဲဖြစ်ဖြစ်အကုသိုလ်ပဲဖြစ်ဖြစ်သူဆိုင်ရာအကျိုးတရားတွေကိုပေးနိုင်တာဖြစ်သောကြောင့်ကုသိုလ်ကိုလည်းပဲအထင်မသေးလေနဲ့လို့မြတ်စွာဘုရားကမာဝမင်းကြီးထပုံညတနမန္ထအာကပိတ္တိငါလုပ်တဲ့ကုသိုလ်လေးဟာအသေးဖွဲလေးပါဒါလေးဟာအကျိုးမပေးပါဘူးလို့စိတ်ထဲမှာမအောင်မေ့အထင်မသေးလေနဲ့တဲ့အထင်သေးမြင်သေးဘယ်တော့မှမဖြစ်ပါနဲ့တဲ့ဥဒ္ဓဖိန္ဒုနိပါဒေနဥဒ္ဓကုံဘောပိပုရတိရေလေးတစ်ပေါက်ကြာလို့ရှိရင်ရေအိုးကြီးပင်ဖြစ်ပါစေပြည့်သွားနိုင်ပါတယ်အဲ့ဒါလိုပဲဒီရောပုရတိပုံညတထောကံပြီးအာစိအသိဉာဏ်ရှိတဲ့ပညာရှိပုဂ္ဂိုလ်ဟာကုသိုလ်ကောင်းမှုကိုနည်းလေးလုပ်ရင်အနေပြီးတော့တဲ့ကုသိုလ်ကောင်းမှုတွေနဲ့ပြည့်သွားနိုင်ပါတယ်လို့သူဆိုလို့တယ်ပေါ့နော်အဲ့တော့အရေးကြီးတာကတော့ဘယ်ဟာကိုမှအထင်မသေးနဲ့ကိုလုံးရမယ့်အလုပ်ကိုလုပ်နေဖို့ပဲအရေးကြီးတယ်ပေါ့အသေးဖွဲဆိုပြီးတော့အထင်မသေးလေးနဲ့ကောင်းကျိုးဆိုကျိုးပေးနိုင်တဲ့အရာတွေပေါ်မှာအထင်မသေးလေးနဲ့တို့သူတို့ဆိုလို့တယ်အဲ့တော့မြတ်စွာဘုရားကဒီဒေသနာတော်နှစ်ရပ်ဖြင့်လှုပ်တင်တာနဲ့မလှုပ်တင်တာခွဲခြားဟောပြီးအသေးဖွဲကနေအကြီးမားဖြစ်လက်တတ်တာကိုတတိပေးဆုံးမတဲ့ဘဝသင်္ကန်းစာကိုရယူချမှာဖြစ်တယ်ပေါ့နောက်တစ်ခုက123မြောက်ဒေသနာမှာဘာဟောထားတော့ဆိုအဲ့ဒီကိုဆိုးချိုးပေးနိုင်တဲ့အကုသိုလ်တွေကိုရှောင်ဖို့လိုတယ်မရှောင်ဘူးကိုမရှောင်နိုင်လို့လုပ်တဲ့ဆိုလို့ရှိရင်ဆိုးချိုးကလာမှာပဲเนาะဆိုးချိုးကလာမှာပဲအဲ့တော့ရှောင်နိုင်ရမယ်ရှောင်ဖို့ဥပမာတစ်ခုပေးထားတယ်ဗျာဆိုဗျာဝါဒီသောဝဘယမက္ခံအပတ္တထောမဟာတနောခရီးသွားဖို့သွားပဲရှင်းတော့ကအုပ်စုလိုက်သွားကြတာကန္တရာခရီးတွေကိုဖြတ်တန်းတဲ့အခါမှာလှဲပေါင်း900တို့လှဲပေါင်း1000တို့ကုန်သည်တွေအများကြီးစုပြီးသွားကြတယ်ဘာလို့လဲဆိုအန္တရာယ်ကျုံလာနိုင်တတ်တာအုပ်စုလိုက်ကြည့်သွားတာကုန်သည်တွေစုပေါင်းပြီးတော့ခရီးသွားကြတယ်အခုခေတ်မှာလည်းပဲတခါအန္တရာယ်ရှိတဲ့နေရာဆိုလို့ရှိရင်ကွန်ဘိုင်းကားတန်းကြီးနဲ့သွားကြတာပဲလေဟောအန္တရာယ်ရှိရင်စောင့်ကြတဲ့နဲ့လို့သွားကြအဲ့တော့ဒီကုံတဲ့တယောက်ဟာအဖော်ကုံတဲ့တွေကလည်းနည်းနည်းကိုယူလာတဲ့ပစ္စည်းဥစ္စာတွေကခပ်များတမိုးကခက်ကြီးပစ္စည်းဥစ္စာတွေကများသွားဖို့ခီးသွားဖို့တွေကနဲတဲ့ကုံတဲ့တယောက်ဟာတဲ့ဘာလို့ရမလဲဆိုရင်ဘေးရန်အန္တရာယ်ရှိတဲ့လမ်းကိုရှောင်ဖို့လိုတယ်ကို့မှာပစ္စည်းကလည်းတမိုးရှိတာတွေပါလာတယ်အဖော်ကလည်းနဲတယ်ဆိုရင်မစွန်စားလိမ့်နဲ့ပေါ့နော်မစွန်စားနဲ့ဘေးရန်အန္တရာယ်ကင်းတဲ့နေရာမျိုးကိုသွားမယ်ဘေးရန်အန္တရာယ်ရှိတဲ့လမ်းကိုမရွေးလိမ့်နဲ့အဲ့ဒီကုန်းတဲ့ဟာအန္တရာယ်ရှိတဲ့နေရာမျိုးကိုရှောင်တယ်လို့အကုသိုလ်မှန်သမျှရှောင်ပါလို့ပြောတယ်နော်ဝဏိဇောဝဗယမက္ခံအပတ္တထောမဟာတနောနောက်ဥပမာတစ်ခုပေးတယ်မြတ်စွာဘုရားဝိတံဇီဝိတုကာမောဝါသက်ရှင်ခြင်းတဲ့ပုဂ္ဂိုလ်ဟာစိတ်ကိုရှောင်ရမယ်
ဒါဇီဝိတုကာမဆိုတာအသက်ရှင်ခြင်းတဲ့ပုဂ္ဂိုလ်သိခြင်းတဲ့လူကတော့စိတ်လိုက်ရှာနေမှာပဲလေသိခြင်းတဲ့လူကိုထည့်မပြောဘူးနော်အသက်ရှင်ခြင်းနဲ့ဆိုရင်အစိတ်တောက်ဖြစ်မှာကိုရှောင်ရမှာပေါ့အဲ့တော့အသက်ရှင်အသက်ရှိကြာနေခြင်းနဲ့အသက်ရှင်ခြင်းနဲ့ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာအသက်ကိုထိခိုက်မဲ့အရာကိုရှောင်ရမယ်အဲ့ဒါလိုပဲပပါဏိပရိဝိစီအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာမကောင်းမှုအကုသိုလ်ရှောင်မှုကြိုးစားပါလို့သူပြောတယ်နော်အဲ့တော့ရှောင်မှုရကိုယ့်အတွက်ပဲမလုပ်ရမှာနဲ့လုပ်ရမှာမလုပ်ရမှာကိုမလုပ်မိအောင်ရှောင်မှုဟာဒါကိုယ့်အတွက်အရေးကြီးဆုံးပဲအစိတ်ကိုရှောင်တယ်လို့အသက်ရှင်မှုအတွက်စိတ်ကိုရှောင်တယ်လို့ပဲအကုသိုလ်မှန်သမျှကိုရှောင်ပါလို့သူပြောတယ်မရှောင်နိုင်ဘူးလို့လုပ်ရင်တော့ဆိုကြရတော့လာမှာပဲဒါဒီဒေသနာတော်အရာရှင်းလေးမြတ်စွာဘုရားကဥပမာလေးတွေနဲ့ပေးပြီးတော့ဆုံးမဩဝါဒပေးတာပဲဖြစ်တယ်အကုသိုလ်ရှောင်ရမယ်နောက်တစ်ခုကဘာလို့ဆို124ခုမြောက်ဒေသနာမှာကြတော့ပါဏိမိစေဝနောနတ္တဟရိယပါဏိနံဝိတံနဗ္ဗနံဟိတဝိတမနွေတိနတ္ထိပပအကုပ္ပတောနတ္ထိပပအကုပ္ပတောဒါလောကလူတွေမှာတန်တရားဖြစ်တတ်တာရှိတယ်အကုသိုလ်ဆိုတာလှုပ်တဲ့ပုဂ္ဂိုလ်မှာပဲဖြစ်မယ်မလှုပ်လို့ရှိရင်တော့အကုသိုလ်ကလိုက်ပြီးကြိုပေးပိန်မဟုတ်ဘူးပေါ့အဲ့တော့အကုသိုလ်လှုပ်တယ်မလှုပ်ဘူးဆိုတာကိုယ့်ကိုယ်သိဆုံးမယ်ဘယ်အရာပဲဖြစ်ဖြစ်ဒီ intention ဆိုတဲ့စေရနာကရှိတယ်ပေါ့လူတွေမှာစေရနာနဲ့လှုပ်ဆော်ပြီးတော့ကိုယ့်ကိုမလိမ္မညာပြောတတ်မယ်ဆိုရင် intention ပဲဒီကိုလုဒ္ဓအကုသိုလ်ဖြစ်သလားမဖြစ်ဘူးလားနဲ့မေး intention ကဘာလဲဒါပဲမေးရလူတွေရဲ့စိတ်ထဲမှာ intention ရှိတယ်အဲ့တော့ဒီကာထာလေးရဲ့အဓိပ္ပာယ်ကဘာလို့ဆိုလို့နတ္ထိပပံအကုပ္ပတောကိုယ်ကိုယ်တိုင်လှုပ်တာမဟုတ်လို့ရှိရင်အကုသိုလ်အကျိုးကကိုယ်စီမှာမလာပါဘူးတဲ့ဘာနဲ့ဥပမာတူတော့ဆိုနဗ္ဗနံဝိတမနွေတိလက်မှာထိခိုက်တန်ရာအနာစာမရှိဘူးဆိုလို့ရှိရင်အစိတ်ကသွေးတယ်မရောက်နိုင်ပါဘူးဒီတိုင်းကြိုင်ုံနဲ့အစိတ်ဆိုတာသွေးတယ်ရောက်မသွားဘူးလို့သူတို့ဆိုအကုသိုလ်ဆိုတာအလကားသားဝင်နေမှာမဟုတ်ဘူးလို့ပြောတာကိုမလို့ရင်မရဘူးအကုသိုလ်ကလည်းကုသိုလ်လည်းပဲဒီတိုင်းပဲမှတ်ရမှာပေါ့ဒီမှာအကုသိုလ်ကိုပြောတာအဲ့ဒီမှာပါဏိမိစေဝနောနတ္တဆိုတာကိုယ်လက်မှာတဲ့ဓာယထိရှားထားတဲ့အနာတယဓာယမရှိဘူးဆိုလို့ရှိရင်တဲ့ဟရိယပါဏိနံဝိတံလက်နဲ့အစိတ်ကိုကိုင်းမိမဲ့လို့လက်နဲ့အစိတ်ကိုကိုင်းမိမဲ့လို့ကိုယ်မှာအနာမရှိဘူးဆိုရင်ဒီမကုဆက်နိုင်ဘူးလို့ဆိုလို့တယ်ပေါ့နော်အစိတ်မသိမ့်မှုလို့နဗ္ဗနံဝိတမနွေတိထိခိုက်တန်ရာမရှိတဲ့လက်ပဂတိလက်မှာအစိတ်ကင်တော့လည်းပဲထိခိုက်မှုခဏခေတ်မှာတော့ဓာတုဗေဒအစိတ်တွေတော့ရှိကောင်းရှိနိုင်တယ်ပေါ့နော်တန်ရာမရှိပဲလို့ဝင်လာတဲ့ရှိတယ်ပေါ့ဥပမာပဲ hepatitis C ဆိုရယ် C ပိုးတို့ဘာလို့ကြတော့ခုနသွေးချင်းထိလို့ရှိရင်လည်းသူရောက်တတ်တယ်ပေါ့ B ပိုးကြတော့ချွေးထိရင်တောင်မှရောက်တယ်လို့ပြောကြတာပဲကုသမှုတွေရှိတယ်ပေါ့တခုအဲ့ C ပိုးကတော့သွေးနဲ့သက်ဆိုင်တော့ဘုန်းကြီးတို့ငယ်စဉ်တုန်းကအတ္တချောင်းနဲ့ဒီဆေးရုံတက်တဲ့လူတွေကိုတန်းပြီးတော့ပနိစလင်ထိုးတဲ့အခါမှာအတ္တချောင်းနဲ့လိုက်ထိုးတာရှိတယ်အဲ့တော့ခုခေတ်တော့ဒါမျိုးတွေမလုပ်တော့ဘူးအဲ့ဒါတွေကယောဂတွေကိုကူးဆက်သွားစေနိုင်လူတယောက်ရဲ့ယောဂလူတယောက်ကိုကူးဆက်သွားတာသွေးသွင်းတာကြောင့်လည်းကူးဆက်နိုင်တယ်သွေးချင်းထိလို့လည်းကူးဆက်နိုင်တယ်ပေါ့ဥပမာမဲ့သွားကန်းတို့ဘာလို့သွားလှုပ်တယ်သူများလှုပ်ထားတဲ့သွားမတန်ရှင်းတဲ့လက်နဲ့ကိရိယာနဲ့ကိုယ်သွားသွေးထွက်တယ်ဆိုရင်အဲ့ဒါဆိုရင်ယောဂဆိုတာကူးဆက်သွားနိုင်တယ်တင်နှုံးတာဆိုရင်လည်းထို့တူပဲဒါသူများရိတ်ထားလို့ဒီသွေးစွန်းသွားတဲ့ဓာလေးကနောက်တစ်ယောက်ရိတ်လို့ရှိရင်ဒီမွားပြေမှာကူးတာ HIV တို့ဘာလို့ဆိုတာကူးဆက်တာတယ်အဲ့ဒီပုံစံနဲ့ကူးဆက်ကြတယ်အဲ့လိုတွေကူးဆက်နိုင်တာတော့ရှိတယ်ဒါပေမဲ့ဒီကနေ့ခေတ်မှာတော့ဓာတွေကိုတတိထားလာပြီးတော့သွားစေကန်းသွားရင်တော့မှပဲကိုယ့်အတွက်တီးသန့်ကိုတယောက်တည်းသုံးတဲ့ဟာတင်နှုံးတာဆိုလဲကိုတယောက်တည်းသုံးတဲ့ဟာမျိုးတို့သုံးကု
ကုသမှုတွေရှိတတ်တယ်ပေါ့အဲ့တော့အကုသိုလ်နဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောတာလက်မှာထိခိုက်တန်ရာအနာမရှိဘူးဆိုရင်အစိတ်ကိုင်းနဲ့သို့တော့အစိတ်ကလက်ကိုဒီခန္ဓာကိုယ်ရဲ့ရောက်မှာမဟုတ်ဘူးတဲ့အဲ့ဒါလိုပဲကိုမလုပ်ဘူးဆိုရင်အကုသိုလ်မဖြစ်ဘူးလို့သူပြောတာနော်ဒီနေရာမှာ intention ဟာအရေးကြီးတယ်ပေါ့ intention ဟာအရေးကြီးတယ်ကိုကလူတယောက်ကိုသေစေလိုတဲ့စိတ်နဲ့လှုပ်တာမဟုတ်ဘူးသို့တော့တစုံတစ်ခုသောအကြောင်းကြောင့်ကိုကိုကာကွယ်တာပဲဖြစ်စေတစုံတစ်ခုကြောင့်ကိုကခုခံလိုက်တဲ့အခါမတော်တဆသိသွားလို့ရှိရင်ဒါလူသတ်မှုမမြောက်ဘူးဥပဒေအရလည်းပဲအဲ့လိုရှိတယ်ပေါ့နော် intention လို့ခေါ်တဲ့ရွေချက်ရှိတတ်တာမျိုးတို့လို့ဆိုလို့လည်းပေါ့မတော်တဆမြန်မာပြည်မှာတခါအဲ့ဒီဟာမျိုးကဟိုအတွေးလွဲတာလေးတွေရှိတယ်ဥပမာတိရစ္ဆာန်လေးတကောင်ကိုကြောင့်ခြိကျိုးလက်ကျိုးဖြစ်သွားတယ်ခြိကျိုးလက်ကျိုးဖြစ်သွားရင်ဒါဝတ်ပါလိမ့်မယ်တပ်ပြစ်လိုက်ဆိုတချို့ပြောလို့ရှိတယ်ခြိကျိုးတာကြီးမကြည့်ကြတော့တပ်ပြစ်လိုက်အဲ့တော့ခြိကျိုးတဲ့ဝတ်တော့မပါဘူးတက်ခံတဲ့ဝတ်ပါသွားဝတ်ကလွတ်တာမဟုတ်ဘူးအဲ့ဒါလူတွေမှာအဲ့လိုအတွေးခေါ်တွေရှိတယ်ငယ်တော့လည်းကြားဦးတယ်တန်တာရမောစကာဆိုတရိစ္ဆာန်ဆိုလူချွတ်မကျွတ်တယ်ဆိုပြီးတော့တတ်တဲ့လူတွေလည်းရှိတယ်နော်ဟိုမိုးကြိုးပြီးတဲ့တတ္တဝစားကောင်းတယ်ဆိုတာလည်းတစ်မျိုးပဲနော်အဲ့ဒါလို့မှားရွံ့တဲ့အယူဆတွေနဲ့ဒီပါဏာတိပါဒအမှုကိုကျွလွန်မိတာတွေရှိတတ်တယ်ပေါ့တချို့အထူးသဖြင့်ဆရာဝန်တွေမေးလို့ရှိကြတယ် virus ပိုးဆိုပြီးတော့ virus ပိုးသက်ဆေးတိုက်တယ်ဆိုရင်ရောငရဲကြည့်သလားလို့ကိုက virus ကတကယ်ပိုးဆိုလို့ရှိရင်အဲ့ဒီပိုးသေအောင်ဆိုရဲသေစေခြင်းနဲ့စိတ်နဲ့လုပ်ရင်တော့ငရဲကြည့်မှာပေါ့သို့တော့ virus ဆိုတာစာရဲမှာဖတ်ကြည့် not living things လို့ပြောတာသူကတက်ရှိတယ်လို့မဟုတ်ဘူးသူကသို့တော့တက်ရှိဆဲလေးတွေနဲ့တွေ့ရင်သူကပွားရတဲ့အနေအထားမျိုးရှိတယ်ဒါပေမဲ့တက်ရှိမဟုတ်ဘူးလို့ဆိုလို့တယ်ပေါ့အဲ့တော့ဆိုလိုက်တဲ့လူက virus ကို virus လည်းမထားဘဲနဲ့ပိုးလို့ပြောတဲ့အခါကျတော့ဟာပိုးသက်ဆေးတို့ဘာလို့ဖြစ်လာပြန်တဲ့အခါကျတော့တတ်တယ်ဆိုပါဏာတိပါဒများဖြစ်မလားလို့တွေးမှုတွေဖြစ်လာကြတယ်ပေါ့နော်တကယ်တော့ intention ပဲအဲ့ဒါကြတော့ကိုယ် intention ဘာလို့ငါယောဂကုရပိုးတတ်တာမဟုတ်ဘူးဆိုလို့ intention ထားပြန်တော့လေဒါကိုယ်မှဘာမှတတ်တာမဟုတ်ဘူးလေတတ်တယ်ဆိုတဲ့အင်္ဂါရမှာသူက၅ချက်ရှိတယ်တရှိတရဝါလည်းဖြစ်ရမယ်ဒါတရှိတရဝါမဟုတ်ဘူးဆိုရင်ဒါကြောက်တုံးကြီးကိုသွားတတ်နေလို့ပါဏာတိပါဒကံထိုင်မှာမဟုတ်တာနော်အဲ့တော့တရှိတရဝါလည်းဖြစ်ရမယ်တရှိတရဝါဆိုတဲ့အမှတ်တင်ညာလည်းရှိရမယ်သေစီလူတဲ့စိတ်လည်းရှိရမယ်သေအောင်လည်းလုံလပြုမယ်သေလည်းသေသွားတယ်အဲ့ဒီအင်္ဂါ၅ချက်ပြည့်မှပါဏာတိပါဒကံဆိုထိုက်တယ်အဲ့တော့အရေးကြီးဆုံးကတော့ကိုယ်သာလင်းအသိဆုံးပဲကိုယ်ရည်ရွယ်ချက်ကဘာလဲအဲ့ဒါကိုမှစိတ်ထဲမှာမထတတ်သေးဘူးဆိုရင်ငါယောဂကုတာပိုးတတ်တာမဟုတ်ဘူးယောဂပျောက်ပါစေဆွဲစိတ်နဲ့ထားရင်မေတ္တာပေါ့အဲ့ဒါကြတော့ယောဂပျောက်ပါစေဆွဲစိတ်တစ်ခုတည်းနဲ့ပဲထားမြတ်စွာဘုရားကလည်းပဲဒီသိက္ခာပုဒ်တွေနဲ့ပတ်သက်လာလို့ရှိရင်ဆိုပါစို့ယဟန်တော်တစ်ပါးဟာသူများသင်္ကန်းကိုကိုယ်သင်္ကန်းထင်ပြီးတော့ယူမိတယ်ယူတဲ့အခါကျတော့ပိုင်ရှင်ကနေဆွဲတယ်ဟာဒါသူသင်္ကန်းယူတာခိုးတာပဲလို့ဆိုရင်မြတ်စွာဘုရားစီရောက်တဲ့အခါမေးတယ်ကိတ်စိတ်တော့ဘယ်လိုစိတ်နဲ့မင်းစိတ်ထားဘယ်လိုရှိတာလဲတပည့်တော်ကိုယ်ဟာထင်လို့ယူမိတာဆိုကိုယ်ဟာထင်လို့ရှိရင်ဒါအဘမသိဘူးလို့ပြောတယ်အဓိကစိတ်ကအဓိကကြတယ်ပေါ့နော်အကုသိုလ်မှုတွေမှာလည်းပဲအကုန်လုံးစိတ်ကအဓိကကြတယ်ဒီမုဒ္ဒဝါဒဆိုလို့ရှိရင်လည်းတစ်ဖက်သားအကျိုးပြက်ပြားသွားအောင်လိမ်လီတဲ့မုဒ္ဒဝါဒအဖြစ်ကြီးတယ်ဒါမို့သုတ်တံပါဠိတော်တွေထဲမှာတပေကတောဝါရာဇမိစ္ဆကတောဝါညာတိကတောညာတိမိစ္ဆကတောဝါလို့ဆိုပြီးတကယ်ကိုတရားယုံပဲဖြစ်စေမင်းဆိုရစာပြိဿပဲဖြစ်စေဆွေမျိုးအုပ်စုတွေမှာဖြစ်စေလူတယောက်ကိုရထားတဲ့ပစ္စည်းဥစ္စာအသေးဖွဲကြောင့်ဖြစ်စေလက်ဆောင်အနည်းငယ်ကြောင့်ဖြစ်စေကိုယ်အတွက်ဖြစ်စေသူများအတွက်ဖြစ်စေတည့်ရတဲ့နဲ့လိန်ပြောပြီးဆိုမှမုဒ္ဒဝါဒလို့ပြောတာဟော
တစ်ဖက်သားအကျိုးပြတ်သွားအောင်လုပ်တဲ့လိန်နဲ့မုဒ္ဒဝါဒကိုအဲ့လိုပဲဖွင့်တယ်မြတ်စွာဘုရားဟောတာတဲ့အဲ့လိုပဲဟောတယ်တာမန်လိန်နာလေးတွေကိုပြောတာမဟုတ်ဘူးသို့တော့တာမန်လိန်နာအပြည့်မရှိဘူးပြောတာမဟုတ်ဘူးเนาะအဲ့တော့တစ်ဖက်သားကိုအကျိုးစီးပွားဟိုရင်းဖြစ်အောင်လိန်နာမျိုးကိုယ့်ကိုပရိယေနဲ့ပြောတာမျိုးလည်းရှိသေးတယ်ကိုယ်ဒုက္ခရောက်မှကြောက်ပြီးတော့လိန်နာမျိုးလည်းရှိသေးတယ်အဲ့ဒါဘယ်သူမှဒုက္ခမရောက်ဘူးဆိုလို့ရှင်ဒီမမှန်ကန်တဲ့စကားတော့ဟုတ်တယ်ဒါပေမဲ့လို့သူတို့ကအကျိုးပြပြအောင်ပြောတာမဟုတ်တော့မဟုတ်သည့်အတွက်ကြောင့်တော့ပြည့်ကြီးတယ်လို့ပြောလို့မရဘူးဟောပြည့်ကြီးတယ်လို့ပြောလို့မရတော်တော်ပြည့်မကြီးတဲ့မူတာဝါဒဆိုပြီးတော့သွားလိမ်မပြောလိမ့်နဲ့ပေါ့ပြောစရာရှင်တော့မှန်ကန်မယ်ပြောအောင်သူတို့ဆိုလိုတာပေါ့နော်အဲ့တော့အခုဒီအဖြေလေးကတော့အဲ့ဒါပဲပါဏိမိစေဝနောနတ္တကိုယ့်ရဲ့စိတ်ကတန့်နေတယ်ဆိုလို့ရှိရင်ဒါနဲ့ပဲပြောရတယ်တချို့ကပြောလို့ရှိကြတယ်ကဲလူတွေကတတ်ပြီးတော့အသားဖော်တယ်ဝယ်စားတယ်တော့တတ်တယ်လို့မစားဘူးအသားစားတယ်တတ်တဲ့လူကတယောက်အသားစားတဲ့လူကတယောက်အဲ့ဒါကိုဖျားလက်ထက်ကလေးကနိဂန္ဓနာတဗုဒ္ဓတို့ရဲ့ဝါဒဘာလို့ဆိုတတ်တဲ့လူရှိလို့စားတဲ့လူရှိလို့တတ်တဲ့လူရှိတယ်ဆိုပြီးတော့နှစ်ယောက်ဟာ50-50တဝက်စီခံရမယ်လို့သူတို့ယူဆတယ်နော်အသားကောင်တတ်တဲ့လူနဲ့အသားစားတဲ့လူဟာတဝက်စီခံရမယ်50-50နဲ့လောက်တယ်အမြတ်စွာဘုရားအဲ့ဒါလက်ခံလားဆိုလက်မခံဘာလို့ intention ကတူမှမတူတာတတ်တဲ့စိတ်နေသဘောထားနဲ့စားတဲ့စိတ်နေသဘောထားချင်းတူမှမတူတာလေမတူတာကိုအကျိုးပေးတူရမယ်လို့သွားပြီးတော့ပြောလို့မရဘူးဒါကြောင့် Buddhism and Vegetarianism ဆိုတဲ့အထက်မှာတည်တည်ချာချာတရားမြတ်စွာဘုရားကအသားမစားရဘူးလို့မပြောဘူးသို့တော့ယဟန်တွေဟာဒီကိုယ့်အတွက်တတ်တယ်ဆိုတာကိုကိုယ်တိုင်မြင်မစားနဲ့သို့မဟုတ်တရင်ကြားရင်လည်းမစားနဲ့တောတွေမှာဖြစ်တတ်တယ်ဘုန်းကြီးဆွမ်းကပ်ဖို့ဆိုပြီးတော့ဝက်ပေါ်ကျက်ပေါ်ဆိုတာလုပ်တတ်တယ်လေမြို့တွေမှာတော့ဆိုင်ကဝယ်ကြတာဆိုတော့သူဟိုတပ်ပြီးသားအသားဆေးမှာပဲဝယ်ကြတာဆိုတော့ကြတော့အဲ့လိုအသားဆေးငါးဆေးမရှိတဲ့အခါကျတော့ဘုန်းကြီးဆွမ်းကပ်ဖို့ဆိုပြီးတော့ပေါ်ရတဲ့အဲ့ဒါဘုန်းကြီးတွေအတွက်ဆိုပြီးတော့တီးတန့်လုပ်ရင်တော့ကိုယ်တိုင်မြင်နေဆိုရင်လည်းမစားနဲ့ကိုယ်တိုင်ကြားတယ်ဆိုရင်လည်းမစားနဲ့ငါတို့အတွက်လှုပ်တာများလားဆိုပြီးတန်တရားရှင်းလည်းမစားနဲ့ဟောမြတ်စွာဘုရားအဲ့လောက်ပဲဟောတယ်အဲ့လောက်ပဲဟောတယ်မအဲ့တဲ့အသား10မျိုးဆိုတော့သူ့အကြောင်းနဲ့သူခေါ်တာအဲ့တော့အသားနဲ့ပတ်သက်ပြီးမြတ်စွာဘုရားရဲ့ဟောပြောချက်ဟာဟိုအစွန်းရောက်ဝါဒတွေနဲ့မတူဘူးမြတ်စွာဘုရား intention မပါသည့်အတွက်ကြောင့်အကုသိုလ်ဖြစ်တယ်လို့မဟောဘူးဒီမှာနော်အကုသိုလ်ဖြစ်တယ်လို့မဟုတ်အကုသိုလ်မဖြစ်ဘူးဖြစ်သလားမဖြစ်ဘူးလားဆိုတာလို့သူကိုယ်တိုင်သာသိတယ်ကျန်တဲ့ပုဂ္ဂိုလ်ကပြောလို့မရဘူးကိုယ့်ရဲ့ intention ပဲအဓိကထားအသားစားပြီးတော့ငါတို့ဒီလိုစားလို့ရအောင်နေ့စဉ်တတ်ပါစေဆိုရင်တော့အဲ့ဒါအကုသိုလ်ဖြစ်မှာပဲဒါလည်းသိချတယ်အဲ့လိုမဟုတ်ဘဲနဲ့အစာအာဟာရအနေနဲ့စားတယ်ကိုစားသုံးတဲ့အနေနဲ့ပဲတမန်အပြင်ဘာမှမတွေးဘဲနဲ့စားတယ်ဆိုရင်တော့ဒါအနဝိစာအပြစ်ကင်းတဲ့အစာအာဟာရပဲဖြစ်မှာနော်အဲ့လိုမဟုတ်ဘဲနဲ့စားရင်တောင်းရင်ကနေပြီးတော့ဒီနေ့ကြက်သားဟင်းကောင်းလိုက်တာနေ့ပြင်ကကြက်တွေပေါ်ပါစေဆိုရင်တော့သွားပြီးတော့လွတ်ရင်တော့ငရဲချိမှာပဲဒါတော့အဲ့တော့ကိုယ့်ရဲ့ intention အကုသိုလ်ဖြစ်သလားမဖြစ်ဘူးလားဆိုတာကိုယ့်ကိုပြန်မေးရမှာသူများမမေးနဲ့ကိုယ့်ရင်ထဲမှာအကုသိုလ်စိတ်ပါလားမပါဘူးလားဒါအဓိကပဲเนาะအဲ့ဒါကိုရှင်းတဲ့ဒေသနာပဲဒါပါဏိမိစေဝနောနတ္တဟရိယပါဏိနံဝိတံလက်မှာအနာစာတရားမရှိဘူးဆိုရင်အစိတ်ကဲနဗ္ဗနံဝိတမနွေတိအဲ့ဒီအစိတ်ကလူရဲ့ခန္ဓာကိုယ်ရဲ့မရောက်ပါဘူးတဲ့အဲ့ဒီတိုင်ပဲနတ္ထိပပံအကုပ္ပတောကိုယ်တိုင် intention နဲ့အကုသိုလ်မလုပ်ဘူးဆိုရင်ဒီအကုသိုလ်ရဲ့အကျိုးမရရှိပါဘူးလို့မြတ်စွာဘုရားဒီလိုဟောတဲ့ဟာနော်ဒီလိုဟောတဲ့ဒေသနာတော့အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာဒီဘဝမှာစိတ်နေသဘောထားကိုအဓိကထားပြီးတော့ဟောတာဖြစ်တော့ကြောင့်မုံမြတ်တဲ့စိတ်ထားနဲ့လှုပ်ဖို့၊ကိုင်ဖို့အ
အမတမနေထိုင်ဖို့အမတမအရေးကြီးတယ်ပေါ့လုံတဲ့နာနဲ့မလုံတဲ့နာခွဲခြားသိပြီးကိုယ့်ကိုဒီမလုံတဲ့နာတွေကရှောင်ဖို့လုံတဲ့နာတွေလှုပ်ဆောင်ဖို့ဆိုတဲ့ဒီသင်္ကန်းစာတရားကိုရှောင်အောင်ယူထားပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေမှတ်သားနာယူပြီးဘဝမှာကျင့်ကြံကြိုးကိုအထောက်နေကြမှာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဓမ္မပရတိတနာတော်မှာဓမ္မရတနဲ့ဘဝသင်္ကန်းစာများနိုင်ယူမှတ်သားပြီးတော့မိမိတို့ဘဝကိုမိမိတို့ကိုယ်တိုင်ကောင်းအောင်ပညာမှာဖြစ်တယ်ဆိုတာကိုကိုယ်စီတတိထားပြီးတော့ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း